皆さんこんにちは、スキコです。スキコチャンネルからようこそ。ဆိုတော့စကီတို့ဒီနေ့မှာဆိုရင်ဆိုမတုံမဲ့အန်တူခန်းကြီးလေးနဲ့ပတ်သက်ပြီးတော့စာတူတူကြက်ကြပါမယ်။ဆိုမတုံမဲ့အန်တူခန်းကြီးကိုစကီကတစ်နေ့ကို3လုံးဒါမှမဟုတ်4လုံးတင်ပေးသွားမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့စကီနဲ့တူတူစာလေးချက်လေးကြရအောင်။ပထမဆုံးစကီကဒီဆိုမတုံမဲ့အန်တူခန်းကြီးကိုအဓိကအဖြစ်အိုဘွဲကတာပေါ့နော်ဘယ်လိုမျိုးလေ့လာရမလဲဘယ်လိုမျိုးမှတ်သားရမလဲဆိုတဲ့နည်းလမ်းကိုအဓိကအသားပေးတင်ပေးသွားမှာဖြစ်တယ်ပြီးတော့စကီရဲ့စာချက်နည်းပေါ့နော်စာချက်နည်းကိုပြောမယ်ဆိုရင်ပထမဆုံးရေးတဲ့ပုံစံလေးချက်တယ်ဒုတိယအနေနဲ့ချက်မယ်ဆိုရင်အတန်ထွက်တွေခွင့်ရမီအောင်ရမီတွေချက်တယ်နောက်ဆုံးအနေနဲ့ဆိုရင် email ဆိုတဲ့အဓိပ္ပာယ်လေးချက်တာဖြစ်တယ်ဆိုတော့မိနာဆန်တို့လည်းအသားကျသွားမှာမြင်အဆင်ပြေသွားမယ်လို့ထင်ပါတယ်ဆိုတော့ဆက်စပ်ကိုဟာချင်မရှော့ပထမဆုံးတစ်လုံးလေးပေါ့နော်ပထမဆုံးတစ်လုံးလေးမှာဆိုရင်စကီတို့ခန်းကြီးကိုချက်မယ်ဆိုရင်ခွဲကြည့်တက်ပြီးတော့မှတ်တာကပို့ပြီးတော့လွယ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ပထမဆုံးခွဲလိုက်မယ်ဆိုရင်အပေါ်ဘက်နဲ့အောက်ဘက်နဲ့ခွဲလိုက်တယ်ခွဲလိုက်တဲ့အချိန်မှာအပေါ်ဘက်မှာဆိုရင်တစ်ပင်နှစ်ခုစုမယ်ဆိုရင် group ဆိုတဲ့တောအုပ်ငယ်လေးရဲ့အောက်မှာ display ဆိုတဲ့ဒီဟာလေးရဲ့အဓိပ္ပာယ်က display ဆိုပြီးအဓိပ္ပာယ်ရှိတယ်ပေါ့နော်ပြသထားတယ်တောအုပ်လေးရဲ့အောက်ဘက်မှာပြသထားတယ်ဘာကိုပြသထားလဲဆိုတော့ရုပ်ရှင်ထဲမှာလည်းပါတယ်ပေါ့နော်ဒီတောထဲကိုဝင်ရပါညာပြသထားဖြစ်တဲ့ကြောင့်မလို့တားမြစ်ချက်တွေပြသထားတယ်ဒီခန်းကြီးလေးကိုမြင်တားမြစ်ခြင်းဆိုရက်ခင်းဆိုတဲ့အနေနဲ့မှတ်သားထားလို့ရပါတယ်ဆိုတော့သူ့ရဲ့ email ဆိုရင်ခင်းရှိရဲ့အခန်းကြီးရဲ့အဓိပ္ပာယ်ထိုမတို့ရက်တန်တာဖြစ်တဲ့ကြောင့်မလို့ခင်းရှိဆိုရင်တားမြစ်တာမဝင်ရမစားရမသွားရအဲ့လိုမျိုးတားမြစ်တယ်ဆိုတဲ့စကားလုံးတွေနဲ့ပတ်သက်ရင်ဒီခန်းကြီးလေးကိုအသုံးပြုမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒုတိယမြောက်ခန်းကြီးလေးကတော့ဒီခန်းကြီးလေးဖြစ်ပါတယ်ဒီခန်းကြီးလေးကကြတော့ခေမူရီဆိုတဲ့ခန်းကြီးလေးပေါ့နော်ကြည့်မယ်ဆိုရင်ခန်းကြီးကိုခွဲမယ်ဆိုရင်3မျိုးပေါ့ပထမဆုံးမီးရဲ့ဒုတိယကကြတော့ဒီခန်းကြီးလေးကကြတော့မျက်လုံးလေးနဲ့တူတယ်ဒါလေးကိုလှဲလိုက်မယ်ဆိုရင်မျက်လုံးလေးကိုလှဲလိုက်မယ်ဆိုရင်ဒီလိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါပြီးတော့မှချစ်ဆိုတဲ့မြေကြီးလေးမီးကိုထွက်နေတယ်မီးထွက်နေတဲ့အရာလေးကနေပြီးတော့မီးကိုထွက်လာတယ်ပေါ့နော်မီးကိုထွက်လာတဲ့ဟာကိုမျက်လုံးလေးနဲ့တွားပြီးတော့ဘေးနားမှာထိတွေ့လိုက်မယ်ဆိုရင်မီးကိုထွက်နေတဲ့အရာလေးကိုမြေကြီးပေါ်ပြစ်ချမိသွားမယ်ဆိုတော့မှတ်သားလို့ရတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့ကြောင့်မလို့မီးလေးထွက်နေတယ်မီးကဘာကြီးထွက်လာမလဲမီးကိုဆိုရဲခဲမှုတွေထွက်လာပြီးတော့မျက်လုံးကနေပြီးတော့မျက်လုံးလေးကိုထိတွေ့လိုက်တဲ့အတွက်ကြောင့်မလို့မြေကြီးလေးအောက်ကိုကျသွားတယ်ဆိုပြီးတော့မှတ်သားထားလို့ရပါတယ်ရှင့်ကဲဆောရောကလည်းပြောထားပြီးသားဖြစ်တဲ့ကြောင့်လို့ခွင့်ရမီတန်လေးကတော့ခဲမှုတွေဖြစ်ပြီးတော့အုံရမီတန်လေးကတော့အမဲဖြစ်ပါတယ်သူရဲ့ email လေးကကြတော့ Camry ဆိုရင် smoke ဆိုတဲ့မီးကိုငွေဖြစ်ပြီးတော့ဒီမှာဆိုရင်ပထမဆုံးကြက်ခဲ့တဲ့ခန်းကြီးခင်းဆိုတဲ့တားမြစ်တယ်အန်းဆိုတာကြောင့်မီးကိုငွေတားမြစ်တာဖြစ်တဲ့ကြောင့်မလို့ဆလိမတောက်ရဆိုပြီးတော့တားမြစ်လိုက်တာဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့တတိယမြောက်ခန်းကြီးလေးကတော့ခန်းကြီးလေးပဲဖြစ်ပါတယ်ဒီခန်းကြီးလေးမှာဆိုရင်ခန်းကြီးကိုခွဲမယ်ပေါ့နော်ခွဲမယ်ဆိုရင်2မျိုးခွဲလို့ရတယ်ပထမကကြတော့ out ဆိုတဲ့ blue ဆိုတဲ့ခန်းကြီးထွက်လာပြီးတော့ဒုတိယခန်းကြီးလေးကကြတော့ argue ဆိုတဲ့ entry မှာကြက်ခဲ့တဲ့ခန်းကြီးလေးပေါ့နော်ခန်းကြီးလေးကပေါ့နော် araso ဆိုတဲ့ argue လုပ်တယ်ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်ဒီခန်းကြီးလေးကိုမြင်လိုက်တဲ့ဟဲ့အပြာရောင်ကြီးဆိုပြီးတော့ argue araso လုပ်နေတဲ့အချိန်မှာရုပ်တရက်ကြီးတိတ်ဆိတ်သွားတယ်ဆိုပြီးတော့မှတ်သားထားလို့ရပါတယ်ရှင့်တိတ်ဆိတ်တာဖြစ်တဲ့ကြောင့်လို့ရှီဇူကာနာဆိုရင်တိတ်ဆိတ်တော့ဟုတ်ကဲ့သူ့ရဲ့ခွင့်ရမီတန်ကတော့ရှီဇူကာနာဆိုပြီးတော့ရှိတယ်လို့ adjective အနေနဲ့ရှိတယ်လို့ရှီဇူမာရုဆိုတဲ့ verb အနေနဲ့တိတ်ဆိတ်တီဆိုပြီးရှိပါတယ်သူ့ရဲ့ခွင့်ရမီကတော့ say ဆိုပြီးတော့ရှိတယ်သူ့ရဲ့ email ကကြတော့ပထမဆုံးခွင့်ရမီနဲ့တွားမယ်ဆိုရင်ရှီဇူကာနာquiet ဆိုရဲတိတ်ဆိတ်တော့ရှီဇူမာရုဆိုရင်တိတ်ဆိတ်သွားတယ်ဆိုတဲ့အနေနဲ့တွားပြီးတော့insane ဆိုရင်တိတ်ဆိတ်စွာဆိုပြီးတော့adverb အနေနဲ့သုံးတယ်ပေါ့နော်တိတ်ဆိတ်စွာဆိုပြီးဖြစ်သွားပါတယ်ရှင့်အဲကြတော့3ပေါ့ entry မှာချက်ခဲ့တဲ့ရာဆွေးဆိုတဲ့ခန်းကြီးပေါ့နော်ရာဆွေးဆိုတဲ့ခန်းကြီးနဲ့တိတ်ဆိတ်သွားဆိုတဲ့ပေါင်းလိုက်မယ်ဆိုရင်တိတ်ဆိတ်စွာဆိုတဲ့ insane ဖြစ်သွားတယ်အခု skill ကကြတော့နောက်တစ်ခေါက်ဒီခါကီကတာတွေကိုဆက်ပြီးတော့ခါကီကတာဆိုတာထက်အိုဘွဲကတာတွေကိုနောက်တစ်ခါပြန်နှွေးလိုက်ကြရအောင်ဟုတ်ကဲ့ပထမဆုံးလုံးမှာဆိုရင်တစ်ပင်လေးဆိုတဲ့တစ်တောလေးရဲ့အောက်မှာပြသထားတဲ့မဝင်ရဆိုတဲ့တားမြစ်ထားတဲ့စာလုံးလေးကိုပြသထားတဲ့ကင်းဆိုတဲ့စာလုံး
မီးခိုးထွက်တယ်မီးလောင်နေလို့မီးခိုးတွေကမျက်လုံးလေးကိုဝင်သွားတဲ့အချိန်မှာမီးလောင်နေတဲ့အရာလေးကိုမြေကြီးထဲပစ်ချလိုက်တယ်အဓိကဖြစ်သွားတာမီးခိုးဆိုတဲ့ခဲမှုတီကြောင့်ဖြစ်သွားတဲ့ကြောင့်မလို့ဒီခန်းကြီးလေးကိုမြင်တာနဲ့ခဲမှုတီဆိုပြီးတော့မှတ်သားထားလို့ရတယ်ဒီမှာဆိုရင်ဒီခန်းကြီးလေးကိုမြင်တာနဲ့ဒီမှာအပြာဆိုပြီးတော့အာဂီယိုအာရာဆိုအာဂီယိုလုပ်နေတဲ့အချိန်မှာရုတ်တရက်ကြီးတိတ်ဆိတ်သွားတယ်ဆိုတော့ရှီဇူကာနာဆိုတဲ့ခန်းကြီးဖြစ်ပါတယ်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲまたね